ဒီနေ့တော့ကျွန်မဘယ်လို channel တွေကနေပြီးတော့ဘယ်လိုအစီအစဉ်လေးတွေဘယ်လို program လေးတွေကိုကြည့်ပြီးတော့ပေါ့နော်ကိုယ့်ရဲ့ Maraki နဲ့ကိုယ့်ရဲ့ Duki ပေါ့နော် speaking နဲ့ listening ကိုဘယ်လိုတိုးတက်အောင်လို့ကိုယ့်ဘာသာကိုလေ့ကျင့်လာလဲဘယ်လို self study လုပ်လာလဲဆိုတဲ့ဟာလေးကိုပြောပြပေးသွားမှာဖြစ်ပါတယ်ကျမမှာFacebook account လေးရှိတယ်အမှားတော့များတော့အဖြစ်ကျမဟာတာဗီဒီယိုလေးတွေပဲတင်ဖြစ်တယ်ဒီကိုရီးယားဟာတာဗီဒီယိုလေးတွေကိုမြန်မာစာရန်ထိုးလေးပေါ့နော်အဲ့လိုမျိုးလေးတွေတင်ဖြစ်တယ်ပထမဦးဆုံးအဲ့ဒီဟာတင်ရတဲ့ရည်ရွယ်ချက်ကကြတော့ကျမရဲ့ Duki ဘယ်လောက်ကျမလိုက်ပြီးနားထောင်နိုင်စွမ်းရှိလဲဘယ်လောက်ဘာသာပြန်နိုင်စွမ်းရှိလဲဆိုပြီးတော့အဲ့ဒီလိုမျိုးကိုစမ်းစစ်ချင်တာတခြားနောက်တစ်ခုကကြတော့ဒီနေ့စဉ်ဘဝမှာပေါ့တချို့ဗီဒီယိုလေးတွေကကြတော့သူတို့ဒီကိုရီးယားနေ့စဉ်ဘဝမှာအသုံးပြုတဲ့စကားလုံးတွေမင်းနေပါတယ်တမင်တကာကြီးဒီဇလန်တစ်ပုဒ်ကိုဖန်တီးထားတာမျိုးမဟုတ်ဘဲနဲ့နေ့စဉ်ဘဝမှာဖြတ်တန်းနေရတဲ့အချိန်မှာသုံးကြတဲ့ပြောကြတဲ့စကားပြောလေးတွေလည်းပါကြတယ်အဲ့လိုဟာလေးတွေကိုလည်းလေ့လာခြင်းတယ်ဒီဟာတွေကိုဘာသာပြန်ခြင်းအဖြစ်လဲကျမမသိတဲ့ meaning တွေလည်းအများကြီးသိလာရတယ်ပြီးတော့တချို့သိထားပြီးသား meaning တွေဆိုလို့ရှိရင်လည်းအဓိကဘလို့အခြေအနေမျိုးတွေမှာအသုံးပြုလဲဆိုတာတွေလည်းအများကြီးလေ့လာခွင့်ရခဲ့တယ်ပေါ့နော် YouTube မှာလည်းကြည့်စရာ channel တွေကလည်းအများကြီးပဲလေ့လာစရာ channel တွေကလည်းအများကြီးပဲအမှကိုယ့်ရဲ့အကြိုက်နဲ့ကိုယ်နဲ့ chemistry မိတဲ့ဇလန်းလေးတွေကိုယ်နဲ့ chemistry မိတဲ့ channel လေးတွေပေါ့ဒီလိုမျိုးလေးတွေရှိတယ်ရောတော့ဘုံတို့လည်းရောတော့ဘုံတို့အကြိုက်ပေါ့ဘယ်လိုမျိုးဆိုတာမသိပေမဲ့ကျမကတော့ကျမအမြဲတမ်းကြည့်ဖြစ်တဲ့program လေးတွေ channel လေးတွေကိုကျမဒီမှာပြောပြသွားပါမယ်ဒီရဲနုံဗီဒီယိုနဲ့ပတ်သက်ပြီးတော့အမြဲတမ်းလူကြည့်ဖြစ်တဲ့ channel တစ်ခုရှိတယ်။ဒါတော့ရောတော့ဘုံတို့တွေလည်းအကုန်လုံးကြိုက်ကြမယ်လို့ထင်တယ် Running Man ပေါ့နော် Running Man ကိုကျမဒီ Telegram မှာလည်းမြန်မာစာတန်းထိုးနေလေအမြဲလူကြည့်တယ်။အဲ့ဒီအပြင်မှာသူ့မှာလည်းကျမဒီမြန်မာစာတန်းထိုးမပါဘဲနဲ့ပေါ့နော်အမြဲလူကြည့်ဖြစ်တယ်ဒါလေးကြည့်ဖြစ်တယ်ပြီးရင်နောက်ထပ်အမြဲတမ်းရှိတော့ကြည့်ဖြစ်တဲ့ channel ကတော့ဒီဟာပါ Kegu Concert အမှပေါ့နော်သူက program တွေအများကြီးရှိသေးတယ်ကျမအမြဲလိုကြည့်ဖြစ်တာဒီမှာစုခွန်ကြောပူပူဆိုတဲ့ဒီအပိုင်းလေးကလည်းအရန်ရည်ရတယ်ပြီးလို့ရှိရင်အချိန်လည်းအများကြီးပေးစရာမလိုဘူးအချိန်တူတူနဲ့ဟာတာဗီဒီယိုလည်းဖြစ်တယ်ပြီးရင်နေ့စဉ်ဘဝမှာပြောတဲ့စကားလုံးတွေလည်းပါတယ်အဲ့အတွက်ကို short video ဖြစ်တဲ့အတွက်ကြောင့်မို့လို့ခဏ3-4ခေါက်လောက်တပုတ်ထဲကို3-4ခေါက်လောက်ပြန်ကြည့်လဲမယိုရည်လဲရည်ရတယ်စာလေးလာရလဲရောက်တယ်နောက်ထပ်တစ်ခုအနေနဲ့ကကြတော့ဒီဖူကွန်ကျော်ကြပါတော့အဲ့ဒီဟာလည်းအမြဲကြည့်တယ်နောက်တစ်ခုကကြတော့ဒီစူထုံးဟိုင်းမယ်ဒီ program လေးကိုလည်းအမြဲကြည့်တယ်ပေါ့နော်အမြဲတမ်းအလွတ်မခံပဲကြည့်တာကတော့အဲ့ဒီ program တွေကတော့အမြဲတမ်းအပိုင်းတွေအကုန်လုံးကိုအလွတ်မခံပဲနဲ့အမြဲကြည့်တယ်ကြည့်ပြီးသားအပိုင်းတွေကိုလည်းခဏထပ်ကြည့်တယ်အဲ့လိုဆိုတော့အမြဲတမ်း Duki listening လေးတိုးလာတယ်ဒီ Coupon Play Store channel တွေကနေမှ SNL Korea ဆိုတဲ့ program ရှိတယ်ပြီးရင်အစားတောက်စားရတာကြိုက်တဲ့လူတွေဆိုလို့ရှိရင်တော့အခုတော်တော်ဒီ Shisu Sansu ဆိုတဲ့ program လေးကိုကြည့်ပါကျင်းနံကြားဆိုတဲ့ program လေးလည်းကြည့်တယ်ပြီးရင်ဒီစားလုံး drink ဆိုတဲ့ program လေးလည်းကြည့်တယ်အဲ့ဒီ program တွေကိုအများနဲ့ဘာလို့ကြည့်ဖြစ်လဲဆိုတော့ကျွန်မခုနကပြောသလိုပဲဒီကိုရီးယားမှာနေ့စဉ်ဘဝမှာပြောတဲ့စကားပြောတွေလည်းအများကြီးပါတယ်ပြီးတော့လို့ရှိရင်ဒီကိုယ့်ရဲ့ Duki နဲ့ကိုယ့်ရဲ့ Maraki တွေကိုလည်းလေ့ကျင့်ရရောက်တယ်ပြီးရင်အများကြီးဖြစ်တာကြတော့ Pinke ကို Yukwiju ဒီ Yukwiju ကတော့သူကဘဝနဲ့သက်ဆိုင်တဲ့စကားတွေအများကြီးပါတယ်ပေါ့နော်လေးလေးနက်နက်ပြောတဲ့စကားလုံးတွေလေးလေးနက်နက်ပြောတဲ့ဘဝနဲ့ဆိုင်တဲ့စကားလုံးတွေလည်းပါတာဖြစ်တဲ့အတွက်နားလေတာတွေလည်းရှိတယ်နားမလဲတာတွေလည်းရှိတယ်ဒါပေမဲ့လည်းအမြဲတမ်းကြည့်ဖြစ်တယ်ပြီးတော့နောက်ထပ်ဘယ်အပိုင်းမှမလွတ်ပဲကြည့်တာကြတော့ဒီဂျိုနသန်တို့မောင်နှမ2ယောက်ကိုလည်းအရန်သဘောကျတယ်ပေါ့နော်အထူးသဖြင့်လီရှာကိုအရန်သဘောကျတယ်အမြဲတမ်းပြုံးရှိပြီးတော့positive energy အများကြီးပေးတယ်လို့ခံစားရတယ်ဆိုတော့ဒီလီရှာပါတဲ့အပိုင်းတွေဆိုလည်းဘယ်ဟာမှအလွတ်မပေးဘူးအကုန်ကြည့်တယ်ကိုကြည့်ခဲ့တဲ့ဒီ program တွေအကုန်လုံးပါပေါ့နော်မာရာကီဆိုလို့ရှိရင်လည်းကျမတို့ဝဲကုကင်တယောက်အနေနဲ့လိုက်ပြောလို့အဆင်ပြေတယ်သူတို့ကဖြည်းချင်းစီပဲပြောတာကျမဆိုလို့ရှိရင်လည်းပေါ့နော်ဒီစကားပြောတာမြန်မာစကားအစားကျမဖြည်းလေးပဲပြောတယ်အတန်လေးတဲ့ထဲမှာပါတယ်ပေါ့နော်ဆိုတော့ဒီကိုရီးယားစကားကိုတချို့ကိုရီးယားကလေးတွေဆိုလို့ရှိရင်အရန်မြန်တယ်စကားပြောတာနဲ့ပြောပါတယ်အဲ့လိုစကားတွေကြားလို့ရှိရင်ကိုလိုက်မပြောနိုင်ဘူးနားလေတယ်ဒါပေမဲ့အဲ့လောက်မြန်လိုက်မပြောနိုင်ဘူးပေါ့နော်ပုံမှန်မွေးလာတဲ့ဟိုကစကားကဒီလိုပဲဖြည်းပဲပြောတာဖြစ်တဲ့အတွက်ကြောင့်မို့လို့ဆိုတော့တချို့ channel ရှိတယ်ဆိုတော့ဒီလို short box ဆိုတဲ့ဒီလိုမျိုး program တွေဆိုလို့ရှိရင်လည်းကြည့်တယ်ဒါပေမဲ့နားလေတယ်ကြည့်တယ် Duki လောက်ပဲနားထောင်နိုင်တယ်အဲ့လိုမျိုးအရင်လိုက်မပြောနိုင်ဘူးသူတို့ဒီအပြင်မှာရှိတဲ့တချို့ဆိုင်တွေပါတွေသွားတာမျိုးပဲဖြစ်ဖြစ်တချို့နေရာတွေသွားလို့ရှိရင်လည်းသူတို့ဒီကိုရီးယားလူငယ်လေးတွေကများတော့ပြအဲ့လိုမျိုးပြောကြတာများတယ်ပေါ့နော်စကားပြောလို့ရှိရင်ဆိုတော့ကိုလည်းအဲ့လိုမြန်လိုက်မပြောနိုင်ဘူးနားလေတယ်ဒါပေမဲ့ငကူရဲဟိုကစကားပြောတာလေးဖြည်းပဲပြောတာဖြစ်တဲ့အတွက်ကြောင့်မလို့အဲ့လိုတော့လိုက်မပြောနိုင်ဘူးဒါတွေဆိုလို့ရှိရင်လည်းကြည့်တယ်ဘာလို့လဲဆိုတော့ဒီကိုရီးယားဒီလူမှုပတ်ဝန်းကျင်မှာရှိတဲ့အရာတွေဥမာဦးလစ်ပြန်သွားတဲ့ဟာတွေဒီ
အင်ဂျီဆိုင်တွေမှာအင်ဂျီဝယ်တာတွေပေါ့နော်ဒီလိုဟာတွေဆိုဒီထဲမှာလည်းအများကြီးပါတယ်ဘလို့မေးတယ်မြန်းတယ်ဘလို့အနေထားရှိတယ်ဆိုတာသူတို့တွေကဖော်ပြနေတာပေါ့အဆင်ပြေတာတွေရောအဆင်မပြေတာတွေရောအပြင်မှာတကယ်ပစ္စည်းဈေးနှုန်းတွေတက်နေတာတွေဒီလိုမျိုးဆိုင်တွေဘာတွေသွားလို့ရှိရင်ဆက်ဆံရေးအဆင်တချို့မပြေတာတွေရှိတယ်ဒါမျိုးတွေဆိုလည်းသူတို့ဒီ program တွေမှာအများကြီးရိုက်ပြတယ်ပေါ့နော်အဲ့အတွက်ဒါကတော့လက်တွေ့ဘဝမှာအသုံးဝင်တဲ့ပုံစံမျိုးကြည့်တယ်သူကီနာထောင်တယ်ဒါပေမဲ့ဒီအရန်မြန်တဲ့စကားတွေတော့လိုက်မပြောနိုင်ဘူးနောက်ထပ်ကြည့်တဲ့ program အနေနဲ့ကပေါ့နော်ဒီ program တွေကတော့ကျွန်မကိုသဘောကျတဲ့အပိုင်းတွေလောက်ပဲရွေးကြည့်တာအမြဲလို့အလွတ်အပိုင်းတိုင်းလို့အလွတ်မပေးပေါ့နော်အဲ့လိုမျိုးတော့မကြည့်ဖြစ်ဘူးဒါပေမဲ့ program တွေကိုလည်းမကြာခဏကြည့်တတ်တယ်ပေါ့နော်အဲ့ဒါတွေကတော့ဒီနိုးမျိုးမော်ဟာနီဆိုတဲ့ဒီဟာတို့ယူဂျေဆော့ပါတဲ့အစီအစဉ်တွေအကုန်လုံးကိုကျွန်မကြည့်တယ်ဟိုသူ့ကိုလည်းသဘောကျတယ်သူပြောတဲ့စကားတွေလည်းလေ့လာစရာတွေလည်းအများကြီးရတဲ့အတွက်ဖြစ်တယ်ဆိုတော့ဒီနိုးမျိုးမော်ဟာနီဆိုတဲ့ program ကတော့အပိုင်းတွေအကုန်လုံးတော့မကြည့်ဘူးဒါပေမဲ့ဟိုကိုကြိုက်တဲ့အပိုင်းလေးတွေပဲရွေးကြည့်တယ်ပေါ့နော်ကျွန်မကကြတော့အမြဲလိုတချင်းနဲ့ဒီလိုရင်းနှောနေတဲ့ကနေပြီးတော့ပဲလိုက်ပြီးလေ့ကျင့်တာတင်ယူတာများတယ်ပေါ့နော်ဟို drama ကတော့သိပြီးတော့မလေ့ကျင့်ဖြစ်ဘူး drama တွေကလည်းလိုက်မပြောဖြစ်ဘူးဘာဖြစ်လို့လဲဆိုတော့ drama ကကြတော့ကြည့်လို့ရှိရင်တော့အပိုင်းတွေကလည်းအရင်ရှည်တာဖြစ်တဲ့အတွက်အဲ့စကားတွေမှာမျောပါဆိုတော့သိမလေ့လာဖြစ်ဘူးဒီလို program တွေမှာကြတော့ကျမတို့နေ့စဉ်ဘဝမှာဖြတ်သန်းရတဲ့တကယ်လက်တွေ့အကြောင်းအရာတွေလည်းအများကြီးပါတယ်လက်တွေ့အသုံးဝင်တဲ့စကားပြောလေးတွေလည်းအများကြီးပါတယ်ပေါ့နော်ပြီးရင်ရီလဲရီရတာတွေလည်းအများကြီးပါတယ်အချိန်လည်းအများကြီးပေးစရာမလိုဘူးအဲ့အတွက်ကြောင့်မို့လို့ကျမဒီ program လေးတွေကိုတော့အမြဲလိုကြည့်ဖြစ်တယ်တပုတ်ဆိုရင်တပုတ်ကို2ခါ3ခါခဏကြည့်ရပေါ့နော်အဲ့လိုကြည့်တယ်အဲ့အတွက်လည်းအများကြီးထောက်ကူပြုပါတယ်ပထမဦးဆုံးကြည့်ခါစားဆိုလို့ရှိရင်တော့ဘာတွေပြောလို့ပြောမှမသိဘူးအရင်နားကြီးတယ်ပေါ့နော်ကိုနားလဲတာတွေရောကိုနားမလဲတာတွေရောပါတာဖြစ်တဲ့အတွက်ကြောင့်မလို့ဒီလိုမျိုးအစပိုင်းမှာတော့ပေါ့နော်တန်တရားဝင်နိုင်တယ်ဟာဒါလေးနားထောင်ရုံနဲ့ဒီလိုမျိုးဖြစ်လာနိုင်ပါမလားဒါပေမဲ့အစပိုင်းမှာအဲ့လိုထင်ပေမဲ့ဒီဟာကိုအလေးချင်းတစ်ခုလိုမွေးမြူပြီးတော့အမြဲကြည့်အမြဲတမ်းနားထောင်ပါများပြီးရင်လိုက်ပြောပါများတဲ့အခါစားလို့ရှိရင်ဒီနေ့နဲ့မနှက်ဖန်မတူကိုမသိပဲနဲ့ပြောင်းလဲလာပြီးတော့ပြောတာတွေကုန်နားလဲလာမယ်လိုက်လေ့ကျင့်ပါများတဲ့အခါကျရင်ပြန်ပြောတတ်လာမယ်ပေါ့နော်ဒီ program တွေကြည့်ပြီးလိုက်ပြောပြီးလေ့ကျင့်နေတဲ့မှာမပါဘူးဆိုလို့ရှိရင်တော့မှာပဲအမြဲနားထောင်ပါများတဲ့အတွက်ကိုယ့်ရဲ့ listening skill ကလည်းအများကြီးတက်လာတယ်ကိုတော့မသိလိုက်တဲ့အချိန်မှာပဲကိုယ့်ရဲ့ဒီအရေးချင်းอ่ะပေါ့နော်တဖြည်းဖြည်းနဲ့ကိုယ့်ရဲ့ skill ကတက်နေတဲ့ဟာကိုတစ်ချိန်ကျရင်သွားပြီးတွေ့ရပါလိမ့်မယ်။လေးကိုကိုကအလေးချင်းလေးတစ်ခုအနေနဲ့လုပ်ပါဒီ Facebook မှာပဲဖြစ်ဖြစ်ပေါ့နော် TikTok ချက်ပေါက်မှာလည်းအမြဲလာမေးကြတယ်ဘယ်လိုလေ့လာလဲဆိုလို့ဒါလေးကိုကျွန်မ sharing လုပ်တာပါ။တစ်နေ့တယောက်အကြိုက်ချင်းတွေကတော့မတူဘူးပေါ့နော်အဲ့တော့ကိုကdrama ကြိုက်တယ်ဆိုလဲ drama ဒါမှမဟုတ်ဒီလိုမျိုး short video လေးတွေကြိုက်တဲ့လူတွေဆိုလဲဒီလို channel လေးတွေကနေလိုက်ပြီးတော့ကြည့်ပြီးတော့လေ့လာလို့ရတယ်ဆိုတာလေးကိုကျွန်မတစ်ချက်ပြောပြပေးတာဖြစ်ပါတယ်။နောက်ဗီဒီယိုတွေမှာပြန်တွေ့ပါမယ်ရှင်။